ကဲအားလုံးပဲเนาะတကွက်ကောင်းမင်းရောက်ကွက်နဲ့ပေါက်ရှင်မာရချင်မာဆိုရဲကူမအားလုံးပဲဗီဒီယိုလေးကိုပြီးဆုံးကြည့်ရှုပေးပါเนาะကဲကိုကူမအားလုံးပဲမင်္ဂလာပါဗျเนาะအားလုံးပဲမင်္ဂလာရှိသောညချမ်းလေးပါเนาะကျွန်တော်မနက်ဖြန်3လပိုင်း6ရက်နေ့เนาะတောက်ကြနေနောက်ဆုံးမဲအိမ်တွေလည်းမဲနေ့လေ7နာရီ10မိနစ်ဈေးအတွက်ထူးရှစ်ပတိလေးထူးရှစ်မင်းရောက်ကွက်လေးပြောပြတော့ပါမယ်เนาะပြီးကျွန်တော်ဗီဒီယိုနောက်ဆုံးလေးမှာလည်းတကွက်ကောင်းလေးတွေပြောပြတော့ပါမယ်အဲ့တော့ကိုကူမအားလုံးပဲဗီဒီယိုလေးကိုမရင်မကြော်ပဲနဲ့ပြီးဆုံးကြည့်ရှုပေးပါเนาะကဲအားလုံးပဲမင်္ဂလာပါကိုကူမအားလုံးပဲเนาะမင်္ဂလာရှိသောညချမ်းလေးပါเนาะမင်္ဂလာရှိသောညချမ်းလေးပါเนาะကျွန်တော်ဒီနေ့မှာဆိုရင်လည်းပြန်ကနေပေါ့နော်6ထိပ်စီ2နောက်ပိတ်နဲ့ဒီညနေမှာဆိုကျွန်တော်6ထိပ်စီ2နောက်ပိတ်နဲ့6နှစ်ဆိုရယ်ကဏ္ဍလေးထွက်သွားခဲ့တဲ့เนาะအဲ့တော့ကိုမအားလုံးပဲကျွန်တော်တောက်ကြနေတိုင်းမှာပုံမှန်ရနေကြဖြစ်တဲ့เนาะပုံမှန်ရနေကြဖြစ်တဲ့ကျွန်တော်ရဲ့เนาะကျွန်တော်ရနေကြပေါ့နော်ပုံမှန်ရနေကြဖြစ်တဲ့เนาะမူအရဆိုရင်ကျွန်တော်မနက်ဖြန်မှာဘာကဏ္ဍလေးစောအောင်လဲဆိုရဲကိုမအားလုံးအတွက်ကျွန်တော်ကဏ္ဍလေးလာပြောပေးခြင်းဖြစ်ပါရဲ့เนาะကဏ္ဍနေအားလုံးကို free ပေးတော့မှာပါအဲ့တော့ကိုမအားလုံးပဲဗီဒီယိုလေးကိုပြီးဆုံးကြည့်ရှုပေးပါเนาะကဲအားလုံးပဲကျွန်တော်မနက်ဖြန်เนาะ6လsorry 3လပိုင်း6ရက်နေ့နောက်3လပိုင်း6ရက်နေ့တောက်ကြနေနောက်ဆုံးပဲအိမ်နဲ့လွယ်မယ်နေ့လေ7နာရီ10မိနစ်စီအတွက်ဒူးရှယ်ပတိလေးဒူးရှယ်မယောက်ွက်လေးပြောပြတော့ပါမယ်เนาะဒူးရှယ်ပတိလေးဒူးရှယ်မယောက်ွက်လေးပြောပြတော့ပါမယ်ကဲအားလုံးပဲလည်းကြည့်ရှုပေးကြကုန်အားလုံးပဲเนาะစိတ်ချမ်းသာခြင်းကိုကျမ်းမာခြင်းနဲ့ပြည့်စုံပြီးလိုရာဆန္ဒတွေလုံးဝပြည့်စုံနိုင်ကြပါစေအသက်ရှင်လန်းဝင်ကြပါစေစီးပွားလက်လက်ပါကြီးလည်းတူတက်ကြပါစေလုပ်ငန်းကိုင်ငယ်တွေလည်းအဆင်ပြေကြပါစေဗျာအတူတူမဲ့ကဏ္ဍတွေလည်းပေါ်ကဏ္ဍတွေပြကြပါစေเนาะကဲအားလုံးပဲကိုမအားလုံးပဲเนาะကျွန်တော်တို့မနက်ဖြန်တောက်ကြနေเนาะနောက်ဆုံးပဲအိမ်နဲ့လွယ်မယ်နေ့နော်နောက်ဆုံးမဲ့အိမ်နဲ့လွယ်မဲ့နေ့မှာကျွန်တော်အပိုင်ရောရအောင်ရမယ်တကွက်ကောင်းမင်းရောကွက်လေးလည်းပြောပြသွားမယ်ကိုမအားလုံးပဲเนาะတကွက်ကောင်းမင်းရောကွက်လေးလည်းပြောပြသွားမယ်အဲ့တော့ဗီဒီယိုလေးကိုပြီးဆောင်ကြည့်ရှုပေးပါเนาะဗီဒီယိုလေးကိုပြီးဆောင်ကြည့်ရှုပေးပါကဲအားလုံးပဲကျွန်တော်ဒီကိုဘေး channel လေးကိုလည်း follow channel လေးကို subscribe မလုပ်ရတဲ့ကိုမအားလုံးပဲ channel လေးကို subscribe လုပ်သွားပြီးကြပါအောင်เนาะလက်မမနေရတဲ့ကိုမအားလုံးပဲလက်မလေးကြောက်ချက်စီဝိုင်းနေပြီးခဲ့ဟလားเนาะ comment လေးမှာ okay လေးတယောက်ချောင်းစီမှတ်မိခဲ့เนาะအများမြင်အများတည်းအများပေါက်လေးအောင်လည်း share လို့ရနေရလေး share ပေးခဲ့เนาะအများမြင်အများတည်းအများပေါက်လေးအောင်လည်း share လို့ရနေရလေး share ပေးခဲ့เนาะကျွန်တော်ပြောတဲ့ channel လေးတွေကိုလည်းကြားရတည်ရဆိုလို့ရှိရင် comment လေးမှာပြန်ရေးပေးခဲ့ပြီးပါเนาะကျွန်တော်ပြောတဲ့ channel လေးတွေကိုကြားရတည်ရဆိုလို့ရှိရင် comment လေးမှာပြန်ရေးပေးခဲ့ပြီးပါเนาะကဲအားလုံးပဲကျွန်တော်မနက်ဖြန်3လပိုင်း6ရက်နေ့เนาะ3လပိုင်း6ရက်နေ့နေ့လယ်7နာရီတောက်ကြနေနောက်ဆုံးမဲအိမ်နဲ့လွယ်မယ်နေ့လယ်7နာရီ10မိနစ်ဈေးအတွက်2ရှစ်ပတိလေးကိုမလုံးမဲ4ပတ်တိ8ပတ်တိပါအကြိုက်တွေကမလုံးမဲတေချာလေးလိုက်ဆော့ပြီးပါเนาะ4ပတ်တိ8ပတ်တိပါ4တက်ပတ်သက်ပြီးကြောင်းတင်ွယ်လေးရရ4ထိပ်စီ3နောက်ပိတ်နဲ့40 4ထိပ်စီ3နောက်ပိတ်နဲ့43 4ထိပ်စီ5နောက်ပိတ်နဲ့45 40 43 45ပါเนาะဒါ4နဲ့ပတ်သက်ပြီးကြောင်းတင်ွယ်လေးပါရှင်းတဲ့ပတ်သက်ပြီးကြောင်းတင်ွယ်လေးရရ8ထိပ်စီ3နောက်ပိတ်နဲ့80 8ထိပ်စီ1နောက်ပိတ်နဲ့81 8ထိပ်စီ6နောက်ပိတ်နဲ့86ပါเนาะ80 81 86ပါလိန်နဲ့ပတ်သက်ပြီးတော့တင်ကုန်းက40 43 45 80 81 86ပါเนาะလိန်နဲ့ပတ်သက်ပြီးရှင်းနဲ့ပတ်သက်ပြီးတင်မင်းရောဝက်လေးပြောပြပါမယ်เนาะမင်းရောဝက်လေးပြောပြမယ်ပြီးလို့ရှိရင်ကျွန်တော်တကွက်ကောင်းမင်းရောဝက်လေးလည်းပြောပြမယ်ဟာလားเนาะတကွက်ကောင်းမင်းရောဝက်လေးလည်းပြောပြမယ်เนาะကဲလုံးမဲကျွန်တော်เนาะလိန်နဲ့ပတ်သက်ပြီးမင်းရောဝက်လေးကကျွန်တော်4ထိပ်စီ4နောက်ပိတ်နဲ့44ဆိုရဲအပူမင်းရောဝက်လေးပါเนาะ4ထိပ်စီ4နောက်ပိတ်နဲ့44ဆိုရဲအပူမင်းရောဝက်လေးပါเนาะရှင်းတဲ့ပတ်သက်ပြီးတော့မင်းရောကွက်လေးရရော8ထိပ်စီခွန်နောက်ပိတ်နဲ့8ခွန်ဆိုရဲမင်းရောကွက်လေးပါเนาะ8ခွန်ဆိုရဲမင်းရောကွက်လေးပါเนาะကဲတကွက်ကောင်းစောကျင်တဲ့ကိုမအားလုံးပဲเนาะတကွက်ကောင်းမင်းရောကွက်စောကျင်တဲ့ကိုမအားလုံးပဲเนาะကျွန်တော်ဖုန်းနံပါတ်လေးပြတဲ့39 6ခွန်863933ဆိုရဲဖုန်းနံပါတ်လေးကိုဖုန်းတိုက်ရိုက်ဆက်သွယ်ပြီးတော့ဖြစ်ဖုန်း message ကနေပဲဖြစ် Viber ကနေပဲဖြစ်ကျွန်တော်စီမှာလည်း connect လေးလာယူလို့ရပါတယ်เนาะကျွန်တော်ပေါက်မအကူမရေပေါက်မပေါ့เนาะပေါက်မเนาะဟိုအဆင်ပြေလောက်ပေါ့နော်ကိုအဆင်ပြေလောက်လွှဲပြီးလို့ရပါရဲ့เนาะဘယ်လောက်ကိုပို့ထိုးပြီးပါဘယ်လောက်ဘူးเนาะလွှဲပြီးပါဘယ်လောက်လွှဲပြီးပါလို့ပြောရမရှိပါဘူးကိုကမှအားလုံးပဲအဆင်ပြေလောက်ပဲလွှဲပြီးလို့ရပါရဲ့အဲ့တော့တကွက်ကောင်းမင်းရောကွက်နဲ့ပေါက်ချင်ပါရဲ့ရချင်ပါဆိုရကိုမအားလုံးပဲเนาะကျွန်တော်ဖုန်းနံပါတ်လေးဖြစ်တဲ့3996098639ဆိုရဖုန်းနံပါတ်လေးကိုဖုန်းတိုက်ဆက်သွယ်ပြီးတော့ကျွန်တော်စီမှာခဏလေးလာယူလို့ရပါရဲ့ဗျာကဲအားလုံးပဲလာကြည့်ရှိပြီးကြကိုမအားလုံးပဲเนาะစိတ်ချမ်းသာခြင်းကိုကျမ်းမာခြင်းနဲ့ပြည့်စုံပြီးလိုရာဆန္ဒတွေလုံးဝပြည့်စုံနိုင်ကြပါစေဗျာအသက်ရှင်နေဝင်ကြပါစေစီးပွားလက်လက်ပါကြီးလည်းတိုးတက်ကြပါစေလုပ်ငန်းကိုင်နေနေလည်းအဆင်ပြေကြပါစေဗျာထုံးထမြခဏနေလည်းပေါက်ကဏ္ဍနေပြကြပါစေเนาะကဲအားလုံးပဲကျွန်တော်မနက်ဖြန်နေ့လေ2နာရီလည်းလေးမှာအားလုံးနဲ့ပြန်တွေ့ပါမယ်ကဲအားလုံးပဲတက်တာပါ